ယောက်ျားတစ်ယောက်ကကောင်းလေးတစ်ယောက်ရဲ့ပါဇက်ထဲကိုကြီးစံတတောင်းထည့်ပေးပြီးမမျိုးချဖို့ပြောခဲ့တယ်။ကောင်းလေးကကြိုးပေးကွတ်မြက်ခံရတော့မှဖြစ်ပြီးအဲ့ဒီကြီးစံလေးတာနေရာမှန်ဝင်သွားရင်သူ့ကိုအသက်ရှူပေါက်ရက်စေပြီးအသက်ရှင်သန်နိုင်မှာဖြစ်တယ်။ယောက်ျားတစ်ယောက်ရဲ့တစ်ခုတည်းသောတောင်းဆိုချက်ကတော့ကောင်းလေးအသက်ရှင်ခဲ့မယ်ဆိုရင်သူကြီးလာတဲ့အခါမှာလက်စားပြန်ချီပေးဖို့ပါပဲ။အဲ့ဒီလူကိုကျိုးစင်စီခေါ်သွားတဲ့အချိန်မှာလောင်းအင်းတကားကပွင့်နေခဲ့တယ်။ထွက်ကြီးမဲ့အစားသူကတိတ်တိတ်လေးထွက်ပြီးမြင်းပေါ်ကနေဆွဲချကဓားမြောင်နဲ့မျက်လာကိုအမာရွေးဖြစ်အောင်ဆွဲချပြီးအပိပေးကွတ်မြတ်မဲ့သူ့စီကိုတန်းတန်းမတ်မတ်ပြီးသွားခဲ့တယ်။သူကလက်စားချီရမယ့်အချိန်ကျရင်အပိပေးကွတ်မြတ်မဲ့သူကသူ့ကိုမှောက်မိနေစေချင်ခဲ့တယ်။မကြခင်ပါပဲကောင်းလေးကိုလည်းကျိုးစင်စီခေါ်သွားခဲ့တယ်။စစ်သားတွေကသူ့သေးပြီးအချင်းနဲ့သူ့အလောင်းကိုကျိုးစင်ပါပဲထားခဲ့ကြတယ်။ဒါပေမဲ့ရွာသားတွေကအလောင်းတွေကိုမြေမြုပ်ဖို့လာယူတဲ့အခါမှာတော့ကောင်းလေးကအသက်ရှင်လျက်ရှိနေတာကိုတွေ့ပြီးအံ့အားသင့်သွားခဲ့ကြတယ်။သူကသူ့အသက်ကိုကယ်ခဲ့တဲ့ကြီးစံကိုထွေးထုတ်လိုက်တယ်။အနည်း20ကြာပြီးတဲ့နောက်မှာတော့ကောင်းလေးကစွမ်းအားကြီးတဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်။သူကအဖိပေးကွတ်မြတ်မဲ့သူကိုမျက်လာကအမာရွေးကိုကြည့်ပြီးနောက်ကျောင်းလိုက်စုံစမ်းခဲ့တယ်။သူကတချင်ကကြိုးပေးကွတ်မြတ်ခံရတဲ့နေရာကိုဖန်ခေါ်လာပြီးသူ့ရဲ့လက်စားချေမှုကိုအကောင့်ထဲပေါ်ဖို့အသင့်ဖင်နေခဲ့ပါပြီ။